လုံးမဲမင်္ဂလာပါရှင် Sense Diary Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မဒီနေ့တင်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပုံမှန်ထက်ရားလက်ကောင်းလေးပိုရစေမယ့် daily routines တွေပဲဖြစ်ပါတယ်။မင်းလုပ်နေကြနေ့စဉ်အလုပ်တွေကိုမပြောင်းလဲမချင်းမင်းဘဝကိုဘယ်တော့မှပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။မင်းအောင်မြင်မှုရဲ့လျှို့ဝှက်ချက်ကမင်းရဲ့နေ့စဉ်လုပ်ရက်တွေထဲမှာပဲရှိပါတယ်။ John C. Maxwell ဟုတ်ပါတယ်ကျမတို့ဟာနေစဉ်လုပ်ငန်းဆောင်တာတစ်ခုကိုချမှတ်ကျင့်သုံးဖို့အရန်ကိုအရေးကြီးပါတယ်။လိုက်နာဖို့လုံယုံလို့စဉ်တစ်ခုခုတော့ရှိရပါမယ်။တင့်တော်တဲ့လုံယုံလို့စဉ်မရှိလို့ရှိရင်အလုပ်တွေထဲဟာတသက်မတ်ထဲမဖြစ်နိုင်ပါဘူး။တချို့နေစဉ်မှာဆရာထက်သမီးကောင်းကောင်းလုပ်မယ်။ဒါပေမဲ့ဂျန်နယ်တွေမှာစိတ်သက်ကြပြီးတော့လှုပ်ရှားရှိရတွေကိုရွှေဆိုင်မိနေမယ်။နေ့စဉ်လူယုံလွတ်စဉ်တစ်ခုကတင့်ကိုတသမတ်ထဲဖြစ်အောင်ကူညီပေးပါလိမ့်မယ်။ဒါကတင့်ကိုပို့ပြီးအာယုံစိုက်နိုင်စေပြီးတော့အရေးကြီးတဲ့အလုပ်တွေပြင်းပြအောင်ကူညီပေးပါလိမ့်မယ်။နေ့စဉ်လုံနေကြလူယုံလွတ်စဉ်မရှိရင်လွယ်ကူတဲ့အလုပ်တွေကိုပဲဦးစားပေးလုပ်မိနေပြီးတော့အရေးကြီးတဲ့အလုပ်တွေကိုလစ်လူရှုမိနေပါမယ်။သင်နေ့တိုင်းလုပ်နေတဲ့အရာတွေကသင်ရဲ့အနာဂတ်ကိုပုံဖော်ပေးပါတယ်။ဒီနေ့သင်ဘသူဆိုတာကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကသင်လုပ်ခဲ့သမျှအရာရဲ့ပေါင်းစပ်မှုတစ်ခုဖြစ်ပါတယ်။သင်ဘယ်သူဆိုတာကိုပြောင်းလဲဖို့ဆိုလို့ရှိရင်သင်နေ့တိုင်းလုပ်နေတဲ့အရာတွေကိုလည်းပြောင်းလဲရပါမယ်။လုပ်စဉ်လုပ်ငန်းစဉ်အလုပ်တစ်ခုရှိခြင်းကဘာဆက်လုပ်ရမလဲဆိုတာကိုအချိန်ပြည့်စဉ်းစားနေတဲ့သင်အုံနောက်ကိုအနားယူခွင့်ရစေမှာပါ။အခုချက်ချင်းပဲမနေ့တုန်းကကိစ္စကိုပြန်သုံးသပ်ပြီးတော့ဘာတွေမျှတင်နိုင်မလဲဆိုတာကိုသုံးသပ်ဖို့အကြံပေးချင်ပါတယ်။လီယိုတော့စတွိုင်းရဲ့နေ့စဉ်လုပ်ငန်းလေးစောင့်တာအကြောင်းကိုပြပြချင်ပါတယ်။လီယိုတော့စတွိုင်းကို1828ခုနှစ်စက်တင်ဘာ9ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။သူ့အသက်18နှစ်မှာနေ့စဉ်လှုပ်ဆောင်မှုများမှတ်တမ်းကိုစတင်ပြီးရရှိခဲ့တယ်။အဲ့ဒီမှတ်တမ်းမှာစာရေးတာလေ့လာတာလိုမျိုးအလုပ်တစ်ခုခုအတွက်အချိန်ဘယ်လောက်ကုန်ခဲ့တယ်ပြီးရင်သူဘယ်လောက်ကောင်းကောင်းလှုပ်ဆောင်ခဲ့တယ်ဆိုတာကိုရေးမှတ်ပါတယ်။သူကနေ့တိုင်းမနက်9နာရီအိပ်ရထားတယ်ပြီးရင်တနာရီလောက်လမ်းလျှောက်ထွက်တယ်နေ့တိုင်းစာရေးရဲ့အလေးအကျင့်ကိုလည်းလုပ်ပါတယ်နေ့လည်ခင်းမှာ2နာရီလောက်အိပ်ဆက်ပြီးတော့အနားယူတယ်ပြီးလို့ရှိရင်ည10နာရီမတိုင်ခင်အိပ်ရဝင်ပါတယ်ကျမတို့စီမှာရောသင်စီမှာရောနေ့စဉ်ပုံမှန်လုပ်ဖြစ်နေတဲ့အလုပ်တွေရှိသလားကိုယ့်ရဲ့ lifestyle ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ကျန်းမာရေးကိုယ့်ရဲ့အလုပ်ငန်းဆောင်တာကိုယ့်ရဲ့ရည်မှန်းချက်တွေမှာအထောက်အကူဖြစ်စေမယ်တိုးတက်မှုကိုရစေမယ် daily routines နေ့စဉ်လှုပ်ဆောင်ဖြစ်နေရတွေရောဘာတွေရှိပါလဲဟုတ်ကဲ့အဲ့ဒါဆိုရင်ဘယ်ချိန်မှအိပ်ရထားတဲ့လဲဆိုတဲ့အချက်ကလေးနဲ့ပတ်သက်ပြီးဆက်ပြောချင်ပါတယ်ဘယ်ချိန်မှအိပ်ရထားတဲ့နာနဲ့ပတ်သက်ပြီးတော့အကြံပေးချက်တွေလည်းအမျိုးမျိုးရှိပါတယ်မနက်4နာရီကနေ9နာရီထိလူတိုင်းကထင်မြင်ချက်မျိုးရှိပါတယ်သင်ကိုယ်တိုင်ရဲ့ခန္ဓာကိုယ်ကပြောတဲ့စကားကိုနားထောင်ပါဟုတ်ကိုမလိမ့်ပါနဲ့သင်ကိုယ်တင်ဘယ်နှစ်နာရီထားတာအဆင်ပြေဆုံးနဲ့ဖြစ်တာကိုဆုံးဖြတ်ပါပြီးလို့ရှိရင်ကိုပြန်မေးကြည့်ပါဘယ်ချိန်ကငါအတွက်အရာထားဖို့အကောင်းဆုံးလဲဘယ်ချိန်ကငါရဲ့အလုပ်တွေကိုပို့ပြီးတော့ထိရောက်စေပြီးတော့ငါရည်မှန်းချက်တွေအောင်မြင်ဖို့အထောက်ပံ့ဖြစ်စေမှာလဲတွတ်တောက်တတ်တာဖြစ်ခြင်းလို့နောက်ကြမှာထားရမယ်လို့မပြောပါနဲ့ကိုယ့်ရဲ့အနာဂတ်ကကိုစားပြုတဲ့အတွက်ကြောင့်မို့လို့ကိုအတွက်ကောင်းမွန်ဆုံးဖြစ်စေမယ့်အချိန်တစ်ခုကိုရွေးချယ်ဖို့တော့လိုပါတယ်။လွယ်ကူတဲ့ရွေးချယ်မှုတွေကိုမရွေးပါနဲ့မှန်ကန်တဲ့ရွေးချယ်မှုကိုရွေးပါ။ဟုတ်ကဲ့နောက်ထပ်တစ်ချက်ကတော့မိထိုင်ယူပါတယောက်တည်းတိတ်ဆိတ်တဲ့နေရာလေးမှာဘာမှမလုပ်ဘဲနဲ့နင်းလေးထိုင်ပြီးတော့စဉ်းစားဖို့ကိုပြန်သုံးသပ်ဖို့ဒါမှမဟုတ်ရင်တိတ်ဆိတ်ကလေးနေဖို့အချိန်ယူပါလူလောကရဲ့ပြဿနာအလုံးဟာအခန်းထဲမှာတိတ်ဆိတ်စွာတယောက်တည်းထိုင်နိုင်မှုမရှိခြင်းကနေစတင်ခဲ့တာပါလို့ Blaise Pascal ကပြောခဲ့ပါတယ်။သင်တယောက်တည်းထိုင်ပြီးတော့သင်ဘဝနဲ့ဘာတွေလုပ်နေလဲသင်ဘဝမှာဘာတွေလုပ်နေလဲသင်လုပ်နေတဲ့အရာတွေကဘာတွေကသင်ဘဝကိုမတူတအောင်လုပ်နေတယ်ဆွဲချနေတယ်သင်ဘဝကိုဘယ်ဟာကပိုဆွအောင်လုပ်နေလဲဆိုတာကိုစဉ်းစားဖို့လိုပါတယ်အဲ့လိုရိုးရှင်းတဲ့အလုပ်ကလေးကိုပဲတနည်းကို9မိနစ်10မိနစ်လောက်လုပ်ပေးပါအဲ့လိုလုပ်ပြီးလို့ရှိရင်သင်ဘဝနဲ့ပတ်သက်ပြီးအံ့ဩမှုကောင်းတဲ့ result တွေကိုမြင်လာရမှာပါ
နောက်တစ်ချက်အနေနဲ့ကတော့ကိုအာယုံထွေပြစေတဲ့အရာတွေကိုဖယ်ရှားပြရပါမယ်ထရိုဂျန်စစ်ပွဲကဂရိလူမျိုးတွေနဲ့ထရိုမျိုးတို့ကြားမှာဖြစ်ပွားခဲ့ပါတယ်ဒါကရန်ကြီးကျတဲ့စစ်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်ဆယ်စုနှစ်တစ်ခုလောက်ကြာမြင့်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဂရိလူမျိုးတွေဟာနာမည်ကျော်ထရိုဂျန်မြင်းကြီးနဲ့အတူစစ်ပွဲကိုအနိုင်ရခဲ့ပါတယ်သူတို့တွေကအတွင်းထဲမှာလွတ်နေတဲ့တစ်သားမြင်းကြီးတစ်ကောင်ကိုစောက်ပြီးတော့ထရိုမျိုးရဲ့တကားပြင်ဘက်မှာခြံထားကဂရိစစ်တပ်တစ်ခုလုံးကထွက်ခွာသွားပါတယ်အဲ့ဒီအချိန်မှာထရိုဂျန်လူမျိုးတွေကသူတို့စစ်ပွဲရနေထွက်ခွာပြီးတော့အရှုံးကိုလက်ခံလိုက်တယ်လို့ထင်မှတ်ခဲ့တယ်သူတို့ကမြင်းကြီးကိုထရိုမျိုးရဲ့အတွင်းထဲကိုဆွဲသွင်းခဲ့တယ်ညဘက်ရောက်တဲ့အခါကျတော့ထရိုဂျန်မြင်းကြီးတွေကပုံနေတဲ့ထရိုဂျန်စစ်သားတွေဟာထွက်လာပြီးတော့သူတို့ရဲ့စစ်တပ်တွေတကားကိုဖွင့်မိလိုက်ပါတယ်အဲ့ဒီတော့စစ်တပ်ကမြို့တွေကိုဝင်လာပြီးတော့တိုက်ခိုက်ခဲ့တဲ့အခါမှာထရိုမျိုးဟာကြာဆုံးခဲ့ရပါတယ်အာယုံထွေပြားစေတဲ့အရာတွေကလည်းထရိုဂျန်မြင်းကြီးနဲ့တူပါတယ်သူတို့တွေကသင်ရဲ့အာယုံဆိုင်မှုနဲ့ထီရောက်မှုကိုဖျက်ဆီးပလိုက်ပါတယ်အဲ့ဒီတော့ကိုမှတတိမထားမိတဲ့အာယုံထွေပြားမှုတွေကိုတတိထားပြီးကြည်ပါအာယုံထွေပြားမှုတွေကကိုကုန်ကြစေအများစီပါတယ်ဘာတွေကုန်ကြစေမှာလဲဆိုတော့ကိုအတွက်ရွှေလိုအဖို့တန်နဲ့ကိုရဲ့အချိန်တွေကိုကုန်စီမှာပါအဲ့ဒီအာယုံထွေပြားသွားပြီဆိုလို့ရှိရင်2မိနစ်3မိနစ်လောက်ပဲကြာခဲ့ရင်တော့အာယုံပြန်စိုက်ဖို့အတွက်အချိန်ကုန်ရတာက10မိနစ်နိုင်ဝက်လောက်ကုန်သွားနိုင်ပါတယ်အာယုံထွေပြားမှုတွေကိုရှော့ချဖို့နည်းလမ်းတစ်ခုကတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့မလိုအပ်တဲ့ကိုဆွဲချနေတဲ့ application တွေကိုဖျက်ပစ်တာပါဒါမှမဟုတ်အဲ့ဒါတွေသုံးစွဲမှုရှော့ချတာပါလူတိုင်းလူရဲ့ဖုန်းထဲမှာသူတို့ကိုအာယုံထွေပြားစေရဲ့ဆွဲလန်းစေတဲ့ application တွေရှိပါတယ်အဲ့ဒီ application တွေမှာအချိန်ကုန်ခံနေကြပါတယ်ဒါတွေကိုဖျက်ပစ်ပါဒါမှမဟုတ်လို့ရှိရင်အချိန်အကန့်အသတ်နဲ့သုံးပါဒီ application ပဲဖြစ်ဖြစ်ကိုအာယုံထွေပြားစေရဆိုရင်တော့လုံးဝဖျက်ပစ်သင့်ပါတယ်တချို့တွေအတွက်ကတော့အဲ့ဒါကဗီဒီယိုဂိမ်းတွေဖြစ်နေတတ်ပါတယ်ဂိမ်းဒါမှမဟုတ်တချို့ social media ကိုဖွင့်လိုက်တာနဲ့တတိမထားမိခင်မှာပဲ15မိနစ်နိုင်ဝက်ဒါမှမဟုတ်ရင်တနားရီလောက်ကခဏလေးနဲ့ကုန်သွားတတ်ပါတယ်အနားယူရတာမကောင်းဘူးမဟုတ်ဘူးကောင်းပါတယ်လူတွေဟာသူတို့နှစ်သက်တယ်လို့နီးလန်းနဲ့အနားယူတယ်ပါတယ်ဒါပေမဲ့ဗီဒီယိုဂိမ်းတွေကတော့အနားယူဖို့အတွက်တိစောက်ထားတာမဟုတ်ပါဘူးဗီဒီယိုဂိမ်းတွေတချို့ social media ပေါ်ကအကြောင်းအရာတွေ like ဖတ်တာကကိုယ့်ရဲ့စိတ်ဆွမ်းအင်းတွေအများကြီးကိုကျစေပါတယ်။အဲကြောင့်မို့ဂိမ်းဆော့ပြီးတဲ့အခါဒီ social media ပေါ်မှာဘာမဟုတ်တဲ့သတင်းတွေအဖျင်းတွေအဋိဌာယုံတွေဖတ်ပြီးတဲ့အခါမှာကိုလူရောစိတ်ပါပို့ပြီးတော့နန်းတွေသွားတတ်ပါတယ်။အနားယူဖို့ပိုကောင်းတဲ့နည်းလမ်းတွေရှိပါတယ်။ဟုတ်ကဲ့ကိုအချိန်ကုန်စေပြီးတော့ကိုဆွဲချနေတဲ့ကိုရဲ့ energy ကိုကုန်စေတဲ့ application တွေကိုဂိမ်းတွေရှိရဲဆိုလို့ရှိရင်ပြန်သုံးတတ်ပါဖြတ်သိရင်ဖြတ်လိုက်ပါကိုလိုအပ်တဲ့ချိန်မှာအများနဲ့ပြန်ထောင်းလို့ရပါတယ်ဟုတ်ကဲ့ဒါအခုပြောသွားတဲ့အရာတွေကိုနှစ်ချုပ်ပြန်ပြီးပြောပြရမယ်ဆိုရင်ကျမတို့ရဲ့ဘဝကိုပို့ပြီးတိုးတက်ဖို့ကျမတို့ရဲ့ကြားလက်တွေကိုလုံနေတဲ့အလုပ်တွေရဲ့ကြားလက်တွေကိုပို့ပြီးတော့ထိရဖို့ကောင်းမွန်တဲ့ result တွေရှိလာဖို့အတွက်ကိုကျမတို့မှာနေ့စဉ်ကောင်းမွန်တဲ့လုပ်ငန်းဆောင်တာတွေ daily routines တွေရှိဖို့လိုပါတယ်လုပ်လို့ရတဲ့တချို့ချက်လေးတွေကိုပြောပြမယ်ဆိုရင်ပုံမှန်ကိုယ်နဲ့ကညီမဲ့အရာထားတာပြီးရင်ကိုယ့်ဘကိုနေ့စဉ်တယောက်တည်း10မိနစ်or 15မိနစ်တယောက်တည်းထိုင်ပြီးရောတိတ်ဆိတ်တဲ့နေရာမှာထိုင်ပြီးရောစဉ်းစားတာပြန်သုံးသပ်တာနောက်တစ်ချက်ကိုအာယုံထွေပြားစေတဲ့အရာတွေကိုရှောင်တာ social media detox လုပ်တာမျိုးတွေလုပ်တင်ပါတယ်ဟုတ်ကဲ့လူချင်းမင်းတို့အနေနဲ့ကတော့ကိုယ့်ဘဝကိုတိုးတက်ဖို့နေ့စဉ်လုပ်ဖြစ်နေတဲ့ daily routines တွေရှိပါသလားအဲ့ဒါတွေကဘာများဖြစ်ပါသလဲသင်ရဲ့ဘဝကိုရောဘလို့သိတာကောင်းမွန်တဲ့ပြောင်းလဲမှုတွေရှိလာပါသလဲအဲ့ဒီ daily routines တွေလုပ်ပြီးတော့ပေါ့နော်ဟုတ်ကဲ့အဆင်ပြေမယ်ဆိုလို့ရှိရင်အောက်က comment box လေးထဲမှာညဝေပေးခဲ့ပါအောင်ရှင်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေကိုယ်စင်ပြာကျမ်းမာချမ်းသာတော်မူကြပါစေရှင်